ရှူတင်ရိုက်ကွင်းပေါ်မှာဆိုမြတ်သူစားနဲ့ထထမုတ်နဗန်းလုံးထတီးကြတဲ့အတွင်းသတင်းတွေထွက်ပေါ်လာပရိသတ်များလုံးမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရှူတင်ရိုက်ကွင်းပေါ်မှာနဗန်းလုံးဆော့ပလော်တီးခဲ့ကြတယ်ဆိုပြီးတော့သတင်းတွေထွက်လာတာကတော့ဆိုမြတ်သူစားနဲ့ထထမုတ်တို့ပဲဖြစ်ပါတယ်ဒါကြောင့်လည်းမင်းသားပြည်တီဦးနဲ့ခန့်စီသူတို့တကယ်ကိုဖြန့်ပြေးခဲ့ရတယ်လို့ဆိုပါတယ်ဆိုမြတ်သူစားနဲ့ထထမုတ်ဆိုတာကတော့အနုပညာလောကမှာအကယ်ဒမီဆုတွေကိုရထားတဲ့ဝိုင်းရင်တရုတ်ဆောင်မင်းသမီးတွေဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းထထမုတ်ကတခေတ်တကာကပရိသတ်တွေတဲတဲလို့အားပေးကြတဲ့ပရိသတ်ချစ်တော်မင်းသမီးတစ်လက်ပါ။အထူးသဖြင့်တော့ TV ကြော်ညာလောကမှာထထမုတ်မပါရင်မဖြစ်တဲ့ခေတ်တခေတ်ရှိခဲ့တာပါ။ဒါကြောင့်အနုပညာလောကမှာထထမုတ်ရဲ့အရှိန်ဝါဩဇာအာဏာကတော်တော်လေးကိုကြီးမားတယ်လို့ဆိုရမှာပါ။အနုပညာလောကမှာထထမုံနဲ့အပြိုင်ဩဇာအရှိန်ဝါကြီးတာကတော့မာကြီးဆိုးလို့အလုံးကချစ်စနုနဲ့ခေါ်ကြတယ်။တရုတ်ဆောင်မင်းသမီးဆိုမြတ်သူစားဖြစ်ပါတယ်။မင်းသမီးဆိုမြတ်သူစားကလည်းသူမရဲ့အောင်မြင်မှုအရှိန်ဝါတွေကိုအချိန်တော်ကြာထိန်းထားနိုင်တဲ့မင်းသမီးတစ်လက်ပါ။ဒီလိုမျိုးဝိုင်းရင်မင်းသမီးနှစ်ယောက်ကြားမှာတဦးနဲ့တဦးအချင်းချင်းမနာလိုမှုတွေပြိုင်ဆိုင်မှုတွေရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။လူတွေကအပြင်မှာတော့မာကြီးစိုးကိုဆိုမြတ်သူစားနဲ့ထထမုံတို့ကတငယ်ချင်းတွေလုံးနှွေးထွေးတဲ့ဆက်ဆံရေးရှိတယ်လို့သိထားကြတာပါဒါပေမဲ့သူတို့နှစ်ယောက်ဟာကင်မရာနောက်ကွယ်မှာတော့တဦးနဲ့တဦးအချင်းချင်းမနာလိုမှုတွေနဲ့နပန်းလုံးကြတယ်လို့တောင်သိရပါတယ်ဒီအကြောင်းတွေကိုပရိသတ်တွေကိုဖွင့်ချခဲ့တာကအမေရိကန်နိုင်ငံမှာနေထိုင်တဲ့ဒါရိုက်တာပြည်ဟိန်းတီဟာပဲဖြစ်ပါတယ်ဒါရိုက်တာပြည်ဟိန်းတီဟာကမြန်မာနိုင်ငံမှာနာမည်ကြီးဒါရိုက်တာဖြစ်ခဲ့သလိုရုပ်ရှင်လောကသားတွေနာမည်ကြီးမင်းသားမင်းသမီးတွေအားလုံးနဲ့ပတ်သက်ဖူးပါတယ်။ဒါကြောင့်လေဒါရိုက်တာပြည်ဟိန်းတီဟာကနာမည်ကြီးမင်းသားမင်းသမီးတွေရဲ့လူတွေမသိသေးတဲ့အမောင်ဘတ်ချမ်းတွေကိုပြောပြနေဖြစ်တာဖြစ်ပါတယ်။ဆိုမြတ်သူစားနဲ့ထထမိုးတို့ရန်ဖြစ်ကြတာကတော့ဒါရိုက်တာပြည်ဟိန်းတီဟာရိုက်ကူးတဲ့ပွားစီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပဲဖြစ်ပါတယ်။ဆိုမြတ်သူစားနဲ့ထထမိုးတို့ရန်ဖြစ်ကြတာကတော့ဒါရိုက်တာပြည်ဟိန်းတီဟာရိုက်ကူးတဲ့ပွားစီဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာဖြစ်ပါတယ်။အဆိုပါဇာတ်ကားကြီးမှာတော့ပြည်တီဦးနဲ့ထထမိုးကတတွေခန့်စီသူနဲ့မာကြီးစိုးခေါ်ထထမိုးကတတွေကညီကိုချင်းချင်းမတည့်တဲ့အိမ်ထောင်ကြီးဟာတာဇာတ်ကားဖြစ်တယ်လို့သိရပါတယ်။အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကိုမန္တလေးမှာတွားရောက်ရိုက်ကူးခဲ့တာပါအစောပိုင်းမှာတော့ထထမုံနဲ့ဆိုမြတ်သူစားတို့ဟာအဆင်ပြေတယ်လို့ဆိုပါတယ်ဒီလိုနဲ့နေဘက်မှာရုပ်ရှင်စရိုက်တော့ပရိသတ်တွေကလည်းလာကြည့်ကြတယ်လို့ဆိုပါတယ်ဒီလိုချိန်မှာပရိသတ်တွေကဆိုမြတ်သူစားထက်ထထမုံကိုပို့ပြီးတော့အားပေးကြတာလို့သိရပါတယ်အထူးသဖြင့်တော့ဝိုင်းရင်ပြိုင်ဘက်မင်းသမီးနှစ်ယောက်ရှင်းလာချိန်မှာပရိသတ်တွေကထထမုံမှာထထမုံဖြစ်လာတဲ့ချိန်မှာတော့ဆိုမြတ်သူစားတယောက်မနာလိုစိတ်တွေနဲ့ထထမုံကိုအမြင်ကပ်လာတာပါဒါကြောင့်လဲဆိုမြတ်သူစားဟာထထမိုးကိုအမြင်မကြည့်တော့တာလို့ဆိုပါတယ်။ဒီလိုနဲ့ဇလန်သဘောအရာဆိုမြတ်သူစားနဲ့ထထမိုးတို့အမှန်တကယ်ပဲဆော့ပလော်တီနပန်းလုံးကြမယ်။ဇက်ဝင်ခန်းတစ်ခုမှတရုပ်ဆောင်တာမဟုတ်ဘဲနဲ့တကယ်ကိုထသက်ကုန်ကြတယ်လို့ဆိုပါတယ်။ဆိုမြတ်သူစားကထထမိုးကိုကြွတ်ဆူနေတဲ့စီပူအိုးနဲ့ပြစ်ဖောက်ဖို့တိလုပ်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကလည်းထထမိုးကဆိုမြတ်သူစားကိုအကြော်တဲအိုးဘန်းတွေနဲ့ဆော့ပလော်တီဖို့လုပ်ခဲ့ရပါဘေးကပြည်တီဦးနဲ့ခန့်စီသူကဝင်ဆွဲတာမြန်လို့သာကြီးမားမားဒဏ်ရာမရခဲ့တာလို့ဆိုပါတယ်။ဒါရိုက်တာပြည်ဟိန်းတီဟာကတော့အနုပညာလောကကပရိသတ်ချစ်တော်မင်းသမီးတွေဟာလူအမြင်မှာချစ်ကြပေမဲ့နောက်ွယ်မှာတဦးနဲ့တဦးမနာလိုသဘောထားသေးသိမ်တာတွေကိုပြောပြခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ထထမုံနဲ့ဆိုမြတ်သူစားတို့နပန်းလုံးကြားတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။